တောင်ကိုရီးယားနိုင်ငံဂျုတ်တိုကျွန်းပေါ်ကဒီကဘာကျော်ခွေးကလေးမာတို့အကြောင်းကိုပြပေးမှာပဲဖြစ်ပါတယ်။လူသူကင်းမဲ့တဲ့ကျွန်းလေးတစ်ကျွန်းကိုကိုကယ်မက်ကနေတဆင့်ခရီးသွားကြည့်ဖို့ပါသလား။တောင်ကိုရီးယားနိုင်ငံရဲ့သေးငယ်တဲ့ဂျုတ်တိုကျွန်းလေးမှာတော့ထူးခြားတဲ့အရာတစ်ခုရှိပါတယ်။အဲ့ဒါကတခြားမဟုတ်ပါဘူး။ကိုဘယ်နေရာပဲသွားဘယ်လမ်းကိုပဲရောက်ကိုနောက်ကနေတကောက်ကောက်လိုက်နေမဲ့ရွှေရောင်အမွှေးပွားနဲ့ဂိုဒန်ခွေးကလေးတစ်ကောင်ပဲဖြစ်ပါတယ်။သူ့နာမည်ကမာရူလို့ခေါ်ပါတယ်။သူဟာကြိုးကြိုကျုံပေါ်မှာနေထိုင်တဲ့ဒေသခံခွေးလေးတစ်ကောင်ဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်အနည်းငယ်ကကိုကမက်အတွက်လမ်းမြင်ကွင်းဓာတ်ပုံတွေကိုရိုက်ကူးဖို့ဓာတ်ပုံဆရာတယောက်ပေါ့အဲ့ဒီကျွန်းကိုရောက်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာမာရူလေးကဓာတ်ပုံဆရာကိုစတွေ့ခဲ့တာပါ။မာရူဟာဧည့်သည်လာတာကိုအယမ်းပျော်တဲ့အတွက်ဓာတ်ပုံဆရာကျွတ်မပတ်လဲလမ်းလျှောက်ပြီးတော့ဓာတ်ပုံရိုက်သမျှတစ်ချိန်လုံးအမီးတရမ်းနဲ့လိုက်ပါခဲ့ပါတယ်။တောအုပ်ထဲသွားလဲမာရူပါမယ်။ပင်လယ်ကမ်းနားသွားလဲမာရူပါမယ်။လေကားတွေတက်ရင်လဲမာရူကရှေ့ကနေလမ်းပြနေပါလိမ့်မယ်။ရလကတော့ကိုကယ်မက်မှာဒီကျွန်းကိုရှာကြည့်လိုက်ရင်ဓာတ်ပုံပေါင်း1000ကျော်မှာမာရူကိုနေရာအနှံ့တွေ့ရတော့တာပါပဲ။သူဟာတကဘာလုံးကလူတွေအတွက်အခမဲ့အွန်လိုင်းလမ်းပြသူလေးဖြစ်သွားခဲ့ပါတယ်။ဒီဇလန်လေးကအင်တာနက်ပေါ်မှာအရန်နာမည်ကြီးသွားပြီးတော့မာရူကိုချစ်ကြတဲ့သူတွေကဒီဂျုတ်တိုရဲ့အရှင်သခင်လို့တောင်တင်စားခေါ်ကြပါတယ်။ဝမ်းနဲ့စရာကောင်းတာကတော့မာရူလေးဟာ2021ဒီဝင်းကျင်မှာပေါ့အသက်ကြီးပြီးတော့ကွယ်လွန်သွားခဲ့ရှာပါပြီ။ဒါပေမဲ့သူဟာကိုကယ်မက်ထဲမှာတော့ကျွန်းလေးကိုလာလဲသူတိုင်းကိုအမြဲတမ်းပြုံးလေးနဲ့ကြိုးစိုးနေအောင်မှာပဲဖြစ်ပါတယ်။တလိษံလေးတွေရဲ့ချစ်ချင်းမြတ်တာဟာအံ့ဩဖို့ကောင်းပါတယ်။မာရူလေးဟာလူသားတယောက်ကိုဖော်ဖော်ရွရွကြိုးစိုးခဲ့တဲ့အတွက်အခုဆိုလို့ရှိရင်တကဘာလုံးကသူ့ကိုအမှတ်ရနေပြီပဲဖြစ်ပါတယ်။ကဲဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့သူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးတွေတင်ဆက်ပေးအောင်ပါမို့အကောင့်လေးကို follow လေးလုပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်။ Bye bye